မင်းသားသည်ခရီးဆက်လာရာဥမန်တုံးခုရှိသောယခုပင်တရားမြို့တီရှိယာနေရာအနီးကကြာပန်းသည်ဖူးပွင့်နေတဲ့တာယာလှပသောရေကန်ကြီးတစ်ခုယခုပုံးတလုံးရေကန်ကိုရောက်ရှိလာကြပါတယ်။အဲ့ဒီရေကန်ကြီးမှာနတ်မင်းကြီးရဲ့သမီးတို့ခုနှစ်ဖော်ထားကောင်းကင်ရန်ကနေဆင်းသက်ပြီးရေကစားလေးရှိကြပါတယ်။ဒီနေ့မှာတော့နတ်သမီးခုနှစ်ဖော်ဟာရေကစားရင်းနဲ့အချိန်လွန်သွားပြီးမိုးချုပ်သွားတဲ့အတွက်နတ်ပြည်ကိုပြန်ဖို့မမီတော့ပါဘူး။ဒါနဲ့ပဲရေကန်အနီးတောင်ကမ်းပါရန်မှာရှိတဲ့ဥမင်လိုင်ကူကြီးယခုပင်းတရရွှေဥမင်လိုင်ကူတွေကိုဝင်ရောက်ပြီးညာအိတ်အနားယူခဲ့ကြပါတယ်။အဲ့ဒီလိုင်ကူကြီးထဲမှာတော့အလွန်ကြီးမားလာတဲ့ရေယာမပင်ကူကြီးတစ်ကောင်ရှိနေပါတယ်။တကယ်တော့အဲ့ဒီပင်ကူကြီးဟာအရင်ဘဝကမင်းသားကိုကျင်းစားတိုက်သွားခဲ့တဲ့ဂလုံကြီးဝင်စားတာဖြစ်ပါတယ်။ပင်ကူကြီးဟာနတ်သမီးလေးတွေဂူထဲမှာအိပ်ပျော်နေတာကိုမြင်တဲ့အခါဂူဗာပိတလုံးကိုကြီးမားခိုင်ခိုင်နဲ့ပြင်ကူအိမ်မြင်ကွန်ရက်တွေနဲ့ပိတ်ဆို့လောင်ပိတ်လိုက်ပါတော့လေနနတ်အိုးလင်းလို့နတ်သမီးလေးတွေနိုးလာတဲ့အခါဂူဗာပိတ်နေတာကိုတွေ့ရပြီးအသက်ဘေးကနေကယ်တင်ဖို့အတွက်ကယ်ပါဦးကယ်ကြပါဦးကျွန်ုပ်တို့ကိုဒီလိုင်ကူထဲကနေကယ်တင်ပေးကြပါဦးလို့ကျဲလောင်စွာအော်ဟစ်အကူအညီတောင်းကြပါတော့လေအဲ့ဒီအချိန်မှာအနီးအနားကိုရောက်ရှိနေတဲ့ကုံမာဘေးကမင်းသားလေးဟာအကူအညီတောင်းတန်တွေကိုကြားလိုက်ရတဲ့အတွက်အတန်လာရလိုင်ကူစီကိုအမြန်ပြေးသွားလေရာနတ်သမီးခုနှစ်ဖော်ကိုပြင်ကူမြင်တွေနဲ့ပတ်မိနေတဲ့ဂူကိုတွေ့ရပါတယ်။အဲ့ဒီအခါနတ်သမီးလေးတို့ကအသင်မင်းသားအကျွန်ုပ်တို့ကငွေတောင်ပြည်ကိုအုပ်စိုးရတော့နတ်မင်းကြီးရဲ့သမီးတော်ခုနှစ်ဖော်ဖြစ်တယ်။ရေလာကစားရင်အချိန်လစ်ပြီးမပြန်သားတဲ့အတွက်ကြောင့်ဒီဂူမှာတညတာလာတဲကိုအိတ်ဆက်ပြီးအခိုက်မှာခုလိုကြီးမားလာတဲ့ပြင်ကူမြင်နဲ့ပိတ်ဆို့ခံရတဲ့အတွက်မထွက်နိုင်တော့ပါနတ်သမီးတို့ကမိမိတို့ကိုကယ်တင်ပါကအထွေးဟုံညီမငယ်ရှင်မီယာကိုပေးဆက်မယ်ဟုကြည်ပြုကြပါတယ်မင်းသားလည်းတေချာစဉ်းစားပြီးယခုပြင်ကူမြင်များကိုဖြတ်နေတော့ပြင်ကူကြီးရောက်လာနိုင်တယ်ရန်သူကိုအရင်ရှာမှဖြစ်မယ်ဟုတွေးကမြောက်ဖက်သို့တွာလာလမ်းဝယ်ပြင်ကူကြီးနဲ့ရင်ဆိုင်ရနေတော့တယ်ကျောင်းမဲ့ဆရာပြင်ကူကြီးနဲ့အသက်လူရမယ်တိုက်ပွဲမှာဝန်သားလေးအောင်နိုင်ပါမယ်ပိတ်မိနေတဲ့နတ်သမီးလေးခုနှစ်ပေါ်ရဲ့ကံကြမ္မာကတော့ဘလို့အဆုံးသတ်မလဲဆိုတာနောက်ဆုံးပိုင်းမှာဆက်လက်ရင်ခွန်ကြရအောင်